တင်လိုက်တဲ့အချိန်မှာလည်းသူ့ရဲ့ texture အေးမြပြီးတော့ဆိုတော့ Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဖိုးကဒါလေးကို unboxing လုပ်မယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ရောက်လာပါပြီဒါလေးကဘာလေးလဲဆိုတော့ခုမှထားတာလေးကတော့ collagen mask လေးဖြစ်ပါတယ်เนาะတခါမှမသုံးဘူးပေါ့နော်ဘဝမှာဒါကိုရီးယား brand ဆိုရင် first time လို့တော့ပြောလို့ရတယ်ပေါ့နော်တခါမှမသုံးဘူးအခုဆိုလို့ရှိရင်ဒီ mask ကလုံးဝ international ထိပေါ့နော်blogger တွေတော်တော်များများပေါ့နော် recommend ပေးထားတဲ့ mask လို့လည်းပြောလို့ရတယ် review တွေလည်းအများကြီးတက်ထားဆိုတော့ဖိုးလည်းစမ်းပြီးမှသုံးကြည့်ချင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတပူးမှားလိုက်တယ်ပေါ့နော်ဆိုတော့စောင့်ရတဲ့အချိန်ကတော့နည်းနည်းတော့ကြာတယ်ဖိုးကyes တိုင်ရမှာတာပေါ့နော်ဆိုတော့စောင့်ရတဲ့အချိန်ကတော့ရက်ပေါင်း20လောက်ကြာတယ်ပေါ့နော်ဖိုးစောင့်လိုက်အချိန်ပေးလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ရပြီပေါ့နော်ဆိုတော့ဖိုးညကြရင်ဒီလေးကိုtry ကြည့်မယ်ပေါ့နော်ဆိုတော့ဒီ collagen mask ကိုသုံးဖို့အတွက်ကိုဖိုးအရင်ဆုံးမျက်နှာမှာလိမ့်ထားရဲပေါ့နော်ဒီ skin care အကုန်လုံးကိုဖိုးကမျက်နှာတစ်ချလိုက်မယ်ပေါ့နော်မျက်နှာတစ်ပြီးတော့ပုံမှန်ပေါ့နော်ဒီကိုလိမ့်နေကြ skin care တွေကိုလူပေးမယ်ပေါ့နော်အဲဒီလူပေးပြီးသွားပြီတော့ပုံမှန်လူနေကြဟာလူပေးပြီးသွားပြီဆိုရင်တော့ဒီ mask ကိုအပေါ်နေကတ်လိုက်မယ်ပေါ့နော်ဆိုတော့ရှိနေတဲ့ skin care တွေကိုအရင်ဖြတ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဖိုးကပုံမှန်တိုင်းပေါ့နော်တိုနာလေးလိမ့်ပြီးလိုက်မယ်တိုနာလေးဖိုးကတိုနာကလက်နဲ့ပဲလိမ့်နေပေါ့နော်လက်နဲ့လိမ့်ရတာပဲကြည့်တယ်ပေါ့နော်လက်လေးနဲ့ဖိုးကလိမ့်ပြီးလိုက်မယ်moisture လေးလိမ့်ပြီးလိုက်မယ်ပေါ့နော်ဖိုးက night cream လေးလိမ့်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ skin care တွေကိုပေါ့နော်အဲ့လိုမျိုးတစ်ဆက်ထဲမလိမ့်ပေးရအောင်ပေါ့နော်ဒါပြီးတန်းပြီးရောမှမလူးပဲနေပေါ့နော်အဲ့လိုမျိုးခြားရဲမှာပေါ့နော်အချိန်လေးအနည်းငယ်ခြားပြီးတော့မှလူးပေးတာပို့ပြီးတော့မှထိရောက်တယ်ပေါ့နော်ဆိုတော့ first time ပေါ့နော် Korea brand စပြီးတော့မှ try ကြည့်မှာပေါ့နော်ဆိုတော့ပေါ့နော်သူ့လိမ့်မယ်ဆိုရင်ဒီလိုမျိုးbrush လေးပေါ့နော် skin care လေးနဲ့ brush ပပလေးရှင်းပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ဖိုးစိတ်ထဲမှာအဲ့လိုမျိုးထင်တာဒီကပါမယ်လို့ထင်နေတာမပါဘူးကွာဆိုတော့မပါဘူးဆိုတော့လေကွာဟိုအိမ်မှာရှိရဲ့ brush နဲ့ပဲဖိုးလိမ့်ပေးလိုက်မယ်ပေါ့နော်သူရဲ့ texture ဒီလိုကြည်လေးပေါ့နော်ကြည်အောင်လေးအေးနေရပဲဟောတင်လိုက်တဲ့အချိန်မှာလေအေးဆက်ပြီးတော့လို့ဝေါဆိုလက်နဲ့လိမ့်မှထပ်စားလို့ရှင်ပေါ့နော်
ဒီလို brush လေးနဲ့အဲ့လိုမျိုးလိမ့်တာကပို့ပြီးတော့ပေါ့နော်ထိရောက်တယ်ကိုသွားချင်တဲ့နေရာကိုဓာတ်ရိုက်အဲ့လိုမျိုးသွားလိုက်လို့ရရပေါ့နော်ပို့ပြီးတော့မှအဆင်ပြေတယ်ဆိုတော့ဖိုးစိတ်ထဲမှာထင်တာအဲ့လိုအဲ့ရနော် brush ပါမယ်လို့ထင်တာကွာဆိုတော့မပါဘူးဆိုကိုမှရှိရဲ့ brush တစ်ခုနဲ့ပဲပေါ့နော်အဆင်ပြေတယ်လို့လေးလိမ့်လိုက်တယ်ဒီလိုမျိုးပပလေးဖြစ်ရပြီပေါ့နော်ဆွဲလို့ကောင်းပြီးတော့ပပလေးဖြစ်တဲ့ brush တစ်ခုလောက်ဆိုရတယ်တင်လိုက်တဲ့အချိန်မှာလဲသူ့ရဲ့ texture အေးမြပြီတော့ဆိုတော့အဖြေကတော့မနေ့ပြန်မှသိအောင်ပေါ့နော်ဆိုတော့ဒီတဘူးကို85 ml ဟုတ်တယ်85 ml ပါတယ်ပေါ့နော်တဘူးကိုဖုထင်နေတာအရင်အကြိုက်တော့တိတ်မသုံးရဘူးထင်တယ်တပတ်တစ်ခါလောက်ဆိုသုံးမယ်ဆိုရင်85 ml သူ့ရဲ့ဈေးကတော့သူ discount ချရတယ်လို့တော့ပြောရပဲပေါ့နော်16ကျပ်ပေါ့နော်16 ယူရိုပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့သူ့ရဲ့ဈေးက30ကျော်တယ်ပေါ့နော်ဆိုတော့ဟို discount ချရချင်မှာပဲလို့တက်ဖြစ်ပါတယ်သူများလာပြင်နေအောင်လာကြည့်နေဆိုတော့မနေ့ဖြန်မနေ့ကျရင်ပြန်လာခဲ့ပါမယ် bye morning ဆိုတော့အခုဖူးဒီချောင်းနေတဲ့ဟာကိုခွာမယ်ပေါ့နော်သူခွာတဲ့အချိန်မှာလည်းအရင်မခတ်ဘူးပေါ့နော်ဆိုတော့ခွာတာလည်းအရင်လွယ်တယ်ပေါ့နော်လွယ်တယ်ဒီရောက်လာတဲ့ result ကအဲ့လိုမျက်နှာကွာဟို collagen တက်လုံးဝပြေးသွားနေတယ်လို့မျိုးတော့အဲ့လိုအီလေးနဲ့ချွေးပေါက်လေးဆိုလဲတိတ်တိတ်လေးပေါ့နော်ပထမဆုံးတစ်ချိန်မှာအရင်ကြိုက်ပါတယ်အရင်ကောင်းတယ်ပေါ့နော်ဆိုကိုမျက်နှာလေးကိုကြည့်ပြီးတော့မှသဘောကျရပါတော့ဆိုတော့စမ်းပြီးတော့မှသုံးကြည့်ပါလို့ဖိုးကတော့သုံးကြည့်လိုက်ကြိုက်သွားပြီပေါ့နော်ဆိုတော့အဆုံးထိလည်းပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တတား